တက်တော် AA နဲ့ငင်းချင်စစ်ဆက်ပေးရန်သိမ်းပိုက်ခံထားတဲ့ရခိုင်မြို့တွေပြန်လည်ရရှိညှိနှိုင်းပေးရန်တရုတ်ထံကိုမင်းအောင်လှိုင်ကအကူအညီတောင်းပါတယ်။မိုးညင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားပြီးတပ်ဆုတ်ပြေးပါတယ်။အီရန်နဲ့အမေရိကန်အရေးဟာမပြေလည်တဲ့အတွက်ကြောင့်ရေနံဈေးတွေဟာပြန်တက်လာပြီးငွေကြေးဖောင်းပွားမှုနှုန်းတွေလည်းတက်လာပြန်တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်မှာအာရခတက်တော် AA နဲ့ငင်းချင်စစ်ဆက်ပေးဖို့အခုလက်ရှိသိမ်းပိုက်ခံထားတဲ့ရခိုင်မြို့တွေကိုပြန်လည်ရရှိရေးအတွက်တရုတ်ကိုအကူအညီတောင်းထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောပါရယ်တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကဧပြီလ25ရက်နေ့ကနေ26ရက်နေ့ဒီနေပြည်တော်ကိုလာတဲ့ခီးစဉ်အတွင်းမှာမင်းအောင်လှိုင်ကတရုတ်ဘက်ကိုရခိုင်ရေးနဲ့ပတ်သက်ပြီးတရားဝင်အကူအညီတောင်းခဲ့တာလည်းဖြစ်ပါတယ်။သူ့ဘက်ကပြောတာကရခိုင်ပြည်ထဲမှာတည်ငြိမ်မှုလုံခြုံမှုရှိတာကတရုတ်မြန်မာနှစ်နိုင်ငံစလုံးတွေအရေးကြီးတဲ့အကျိုးစီးပွားနဲ့ဆက်နွယ်နေတဲ့အတွက်တည်ငြိမ်အေးချမ်းရေးပြန်ရအောင်ကူညီပေးပါဆိုပြီးတင်ပြခဲ့တာပါ။ဒါအပြင်သိမ်းထားတဲ့မြို့တွေပြန်လည်ရရှိဖို့အတွက်လည်းကူညီပေးဖို့ဓာတ်ရိုက်ပြောခဲ့လို့လည်းသိရပါတယ်။တစ်ဖက်မှာတော့ဝမ်ယီကမြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးအချုပ်အခြာအာဏာကိုတရုတ်ဘက်ကထောက်ခံတယ်ဆိုပြီးဖွံ့ဖြိုးရေးငြိမ်းချမ်းရေးလုံခြုံရေးအတွက်တက်နိုင်သမျှကူညီသွားမယ်လို့လည်းပြန်လည်ပြောကြားခဲ့ပါတယ်။ဒါအပြင်မင်းအောင်လှိုင်ကမကြခင်မှာတရုတ်နိုင်ငံကိုသွားဖို့လည်းရှိနေရလို့လည်းသိရှိရပါတယ်ရှင်။စကိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းရင်းမာပင်မြို့နယ်မှာစစ်တပ်စစ်ကြောင်းတစ်ခုကိုတိုက်ခတ်ခဲ့ပြီးထော်လာကြီးတစည်းပါဝင်တဲ့ပြည်သူပိုင်ပစ္စည်းတွေကိုလည်းပြန်လည်သိမ်းဆည်းရရှိခဲ့တယ်လို့စစ်သား9ယောက်လည်းအလင်းဝင်ရောက်လာတယ်လို့ရင်းမာပင်ခရိုင်ဗျူဟာအမှတ်40ခွန်ကထုတ်ပြန်ပါတယ်။မေလ10ရက်နေ့မှာတပ်မ33နဲ့ဗန်ဘွေးရွာကပြူစောထီတွေပါဝင်တဲ့အင်အား300ကျော်ရှိတဲ့စစ်ကြောင်းကတရော်ချင်းရွာကနေချောင်းမရွာဘက်ကိုထွက်လာတဲ့အချိန်မှာလမ်းတနေရာမှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခတ်ခဲ့ရလို့လည်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာပြူစောထီခေါင်းဆောင်ရဲ့ညီတယောက်အပါအဝင်စစ်သား10ယောက်လောက်ဟာဒဏ်ရာရှိခဲ့ပြီးပြည်သူတွေထံကနေခိုးယူထားတဲ့ထော်လာကြီးတစ်စီးနဲ့ပစ္စည်းတချို့ကိုလည်းပြန်လည်သိမ်းယူနိုင်ခဲ့ပြီးပြည်သူတွေကိုပြန်လည်အနှံနိုင်ခဲ့လို့လည်းဆိုထားပါတယ်။လက်ရှိမှာတော့စစ်တပ်ဘက်ကအင်အားအများကြီးသုံးပြီးစစ်ကြောင်းထိုးကပြည်သူတွေကိုဖိအားပေးနေတဲ့အတွက်ကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်းရနိုင်သမျှနည်းလမ်းတွေနဲ့ဆက်လက်တိုက်ပွဲဝင်နေရလို့လည်းရင်းမာပင်ခရိုင်ဗျူဟာအမှတ်40ခွန်ကပြောကြားထားပါတယ်။ဒါအပြင်စစ်တပ်ဘက်ကစစ်သား9ယောက်ကလည်းကာကွယ်တပ်ဖွဲ့တွေနဲ့ဆက်သွယ်ပြီးလက်နက်ခဲယမ်းတချို့ကိုယူဆောင်လာကအလင်းဝင်ရောက်လာခဲ့တယ်လို့လည်းသိရပြီးစစ်တပ်လက်အောက်မှာဆက်မလုပ်ချင်တဲ့သူတွေရှိလာရင်လက်နက်တွေနဲ့တူအလင်းဝင်လာနိုင်ပါတယ်။ကာကွယ်တပ်ဖွဲ့တွေဘက်ကလည်းအမြဲတမ်းကြိုးစိုးနေရလို့လည်းရင်းမာပင်ခရိုင်ဗျူဟာအမှတ်40ခွန်ကအသိပေးထားပါတယ်ရှင်။ကချင်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသမှာစစ်တပ်စစ်ကြောင်းတစ်ခုကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေဆုံးမှုတွေများပြားလာတာကြောင့်နောက်ဆုံးမှာတော့စစ်ကြောင်းဟာပြန်လည်ဆုတ်သွားတယ်လို့ဒေသစီရေးသတင်းမြစ်ကပြောပါရယ်။မေလ17ရက်နေ့မှာဟဲပါရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ပြန်လည်ဆုတ်ခွာသွားတာလို့လည်းသိရှိရပါတယ်။တိုက်ပွဲပြီးတဲ့နောက်မှာတော့စစ်တပ်ဘက်ကသူတို့ရဲ့အလောင်းတွေကိုပြန်လည်ကောက်ယူသွားပြီးသူတို့တပ်ဆွဲထားတဲ့နတ်မွန်ရွာတပ်ကုန်းမှာမီးရှို့တကြိုလိုက်တယ်လို့လည်းသိရှိရပါတယ်။တစ်ဖက်မှာတော့ KIA ပူးပေါင်းတပ်တွေကတိုက်ပွဲဖြစ်ခဲ့တဲ့နေရာကိုနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်။ဒေသစီရေးသတင်းမြစ်ကတော့အင်းတော်ကြီးအရှိဟဲပါရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတော်လိုင်းဘက်ကဝင်တက်လိုက်တာဟာစစ်ကြောင်းနှစ်ကြောင်းစလုံးအထိအခိုက်များပြားပြီးပြန်လည်ဆုတ်ခွာသွားရတယ်လို့လည်းပြောပါတယ်။သေဆုံးတဲ့မသားအလောင်းတွေကိုလည်းဆွဲပြေးသွားခဲ့တာဖြစ်ပြီးနတ်မွန်ရွာတပ်ကုန်းမှာမီးရှို့လိုက်တယ်လို့လည်းပြောပါတယ်။ဒါအပြင်ဧပြီလ23ရက်နေ့တုန်းကလည်းမိုးညင်းမြို့နယ်အုံးဆန်ရွာမှာရှိတဲ့စစ်တပ်လက်အောက်က SNA တပ်စခန်းတစ်ခုကို KIA နဲ့ SSIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအဲ့ဒီတိုက်ပွဲမှာလည်းစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့မြန်မာစစ်တပ်ဟာအရက်သားတွေကိုလေကြောင်းကနေတိုက်ခိုက်နေတဲ့ကိစ္စတွေဟာနိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့အခြေအနေဖြစ်တာကြောင့်
အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသတင်းအချက်အလက်တွေအထောက်အထားတွေရှိရင်ပေးပို့ကြဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IMMN ကထပ်မံတောင်းဆိုထားပါတယ်။စကိုင်းတိုင်းတပင်းမြို့နယ်အိုထိန်ကွင်းရွာမှာရှိတဲ့စာတင်ကျောင်းလေကျောင်းကနေတက်ခတ်ခံရပြီးကျောင်းသားကျောင်းသူ20ကျော်ဟာတေဆုံးခဲ့တဲ့ဝမ်းနည်းဖွယ်ဖြစ်ရကမေလ12ရက်နေ့မှာတနစ်ပြည့်ပြီလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံတဲကကလေးတွေဟာဒီကနေ့အထိစစ်တပ်ရဲ့လေကြောင်းဘုံကျဲမှုအနေအကိုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့လည်းမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IMMN ကပြောကြားထားပါတယ်။ဒီလအစောပိုင်းမှာလည်းချင်းပြည်နယ်မှာရှိတဲ့ကလေးကစားကွင်းတစ်ခုလေကြောင်းတိုက်ခတ်ခံရပြီးအသက်5လကနေ10နှစ်တွင်ရှိတဲ့ကလေးငယ်9ယောက်ဟာတေဆုံးခဲ့ရလို့ဆိုပါတယ်။အဲ့ဒါအပြင်2025နဲ့2026ခုနှစ်အတွင်းမန္တလေးပဲခူးရခိုင်တနင်္သာရီနဲ့စကိုင်းတိုင်းတွေမှာရှိတဲ့စာတင်ကျောင်းတွေဖျားကျောင်းတွေဘုံကြီးကျောင်းတွေကိုပါစစ်တပ်ကတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်တွေလည်းအများကြီးရှိတယ်လို့လည်းမှတ်တမ်းတင်ထားပါတယ်။နီကိုလတ်ခွန်ဂျန်ကတော့ကလေးတွေရှိတဲ့အရက်သားတွေနေထိုင်ရာနေရာတွေကိုလေကြောင်းကနေဓာတ်ရိုက်တက်ခိုက်ထားတယ်လို့ယူဆရတဲ့ကိစ္စတွေကိုအထူးစုံစမ်းစစ်ဆေးနေပြီးဒီလိုလုပ်ရက်တွေကစစ်ရာဇဝတ်မှုသို့မဟုတ်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။ကျူးလွန်သူတွေကိုဖော်ထုတ်နိုင်ဖို့အတွက်လေးတဲ့ဖွဲ့စည်းပုံနဲ့အမိန့်ပေးစနစ်ဆိုင်ရာအထောက်အထားတွေကိုစုဆောင်းနေရလို့လည်းပြောပါတယ်။2021ခုနှစ်ကနေ2025ခုနှစ်ထိလေကြောင်းတက်ခိုက်မှုအနည်းဆုံး640ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပြီးတကယ်တမ်းမှာတော့ဒီထက်ပိုပြီးများနိုင်တယ်လို့လည်းဆိုပါတယ်ရှင်။ဆက်လက်ပြီးတော့စကိုင်းတိုင်းကဏီမြို့နယ်ဘက်မှာရှိတဲ့ကြေးရွာကိုအကြမ်းဖက်စစ်တပ်ဟာလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ4ယောက်ဟာတေဆုံးခဲ့ရပြီးမြေပြင်မှာလည်းစစ်ကြောင်းထိုးနေတဲ့အတွက်ရွာပေါင်း40ကျော်ကလူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရလို့ဒေသခံတွေကပြောပါတယ်။မေလ1ရက်နေ့မနက်10:38မိနစ်လောက်မှာတော့ကဏီမြို့နယ်ညောင်သူများရွာနီးစစ်ဘေးရှောင်တွေနေထိုင်တဲ့တောတဲတွေကိုစစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီည7:00နာရီကျော်လောက်မှာလဲတရဝူလေတပ်ကနေတက်လာတဲ့ Jet Fighter 2စီးကမင်းမရွာနဲ့တမင်ချန်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးနေအိမ်တွေပျက်စီးသွားတယ်လို့လည်းသိရှိရပါတယ်။မေလ9ရက်နေ့မနက်7:00နာရီလောက်မှာလဲကဏီမြို့ပေါ်ကနေစစ်တပ် drone နဲ့ကနဲရွာကိုထပ်ပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တစ်လုံးဟာပျက်စီးခဲ့ရပါတယ်။မေလ9ရက်နေ့မနက်10:00နာရီလောက်မှာတော့မိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဝိမနာရွာကိုတိုက်ခိုက်ခဲ့ပြီးပြည်သူ2ယောက်ဟာတေဆုံးခဲ့ရပါတယ်။မေလ10ရက်နေ့မှာတော့မိုးလဲ7နိုင်ခွက်လောက်မှာမုံရွာနမခကနေတက်လာတဲ့အသေးခံ drone 2စီးကစစ်ဘေးရှောင်တွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်28နှစ်အရွယ်ရှိတဲ့လူငယ်1ယောက်ဟာတေဆုံးခဲ့ရပြီး3ယောက်ဟာဒဏ်ရာရှိခဲ့တယ်လို့ကားတစ်စီးလည်းပျက်စီးသွားခဲ့ရပါတယ်။မေလ9ရက်နေ့မွန်လွယ်7နိုင်ကျော်လောက်မှာလည်းမုံရွာနမခကနေ drone 2စီးနဲ့ကဏီမင်းကင်းလမ်းပိုင်းကိုဘုံကျဲခဲ့ပြီးမိုးလဲတနိုင်ကျော်လောက်မှာတော့ရဝူလေတပ်ကနေ Jet Fighter တစ်စီးနဲ့ထပ်ပြီးလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာကြောင့်အသက်50ဝန်းကျင်ရှိတဲ့အမျိုးသမီးတစ်ယောက်ဟာနှလုံးရက်ပြီးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်ကဏီမြို့နယ်အတွင်းကိုမေလ28ရက်နေ့ကနေစတင်ပြီးစစ်တပ်ဟာစစ်ကြောင်းထိုးလာတာကြောင့်ကျေးရွာ44ရွာကလူ3000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရပြီးစားနပ်ရိက္ခာတွေဟာအရေးပေါ်လိုအပ်နေပါတယ်။အဲ့ဒီစစ်ကြောင်းကလည်းမုံရွာရာကြီးကလေးဝလမ်းပိုင်းထဲကရာကြီးကျေးရွာအုပ်စုဘက်ကိုဆက်ပြီးလှုပ်ရှားနေစေလို့လည်းသိရပါတယ်။တစ်ချိန်တည်းမှာပဲရင်းမာပင်ခရိုင်တွင်လက်ရှိစစ်ရေးအခြေအနေတွေကြောင့်မုံရွာရာကြီးကလေးဝလမ်းညောင်ပင်ကြီးရင်းမာပင်လမ်းနဲ့ဖုံဝင်တောင်ရင်းမာပင်လမ်းတွေကိုလုံးဝအသုံးမပြုကြဘူး။အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီးထိတွေ့တိုက်ပွဲတွေလည်းရောက်သွားရင်တာဝန်ယူပေးနိုင်မှာမဟုတ်ဘူးလို့လည်းရင်းမာပင်ခရိုင်ပကဖကလည်းတတိပေးထားပါတယ်။အလားတူပဲခူးတိုင်းကြောက်ကြီးမြို့နယ်ဘက်မှာလည်းအကြမ်းဖက်စစ်တပ်ဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ပြည်သူ3ယောက်ဟာဒဏ်ရာရှိခဲ့ပြီးနေအိမ်တစ်လုံးနဲ့ဖုံးရင်ကျောင်းတစ်ကျောင်းဟာပျက်စီးသွားရတယ်လို့ကရင်မျိုးသားအစည်းအရုံးKNUကသတင်းထုတ်ပြန်ထားပါတယ်။မေလ9ရက်နေ့မှာတော့စစ်တပ်ဟာတန်စိတ်ဘက်ကနေ81မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့တာကြောင့်လက်ကောက်ဝရွာတဲ့ကြာရောက်ပောက်ကွဲသွားခဲ့ပြီးအသက်42နှစ်အရွယ်ရှိတဲ့စောမောင်လာအသက်25နှစ်အရွယ်ရှိတဲ့နော်ဆိုးမိုးနဲ့အသက်18နှစ်အရွယ်ရှိတဲ့နော်ရင်ကြည်တို့3ယောက်ဟာဒဏ်ရာရှိခဲ့ပါတယ်။မေလ9ရက်နေ့မှာလည်းရွှေဝါတရင်ဘက်ကဟာဝေဇာလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့တာကြောင့်လိန်ပင်ဝဲရွာတဲ့ကိုကျပြီးနေအိမ်နဲ့ဖုံးကြီးကျောင်းဟာထိခိုက်ပျက်စီးသွားရပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ကတော့စစ်တပ်အနေနဲ့နိုင်ငံတကာမှာတရားဝင်မှုရရှိဖို့အတွက်
အထူးအရောင်ရွေးကောက်ပွဲကိုပြုလုပ်ပြီးစ조사နေတာဖြစ်ပေမဲ့လည်းမြေပြင်မှာတော့ရက်သားပြည်သူတွေကိုဓာတ်ရိုက်ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်လက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီးစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေရလို့လည်းပြောထားပါတယ်ရှင်ဆက်လက်ပြီးတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဘက်မှာစစ်ကောင်စီတပ်တွေကစစ်ကားရာနဲ့ချီပြီးအင်အားဖြစ်တင်လာကစစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပြီးစစ်ကားတစ်စီးဟာမီးလောင်ပျက်စီးသွားတယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်မေလ17ရက်နေ့မွန်းလွဲတနာရီလောက်မှာထီးကျန်ကတာလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးထီးကျန်ကိုရိတ်ခါပို့ပြီးပြန်လာတဲ့စစ်ကားတစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်မီးလောင်ပျက်စီးသွားတာပါလက်ရှိမှာတော့အဲ့ဒီလမ်းပိုင်းကိုစစ်ကောင်စီဘက်ကနေမီစိုးပိုးထားပြီးကားတွေသွာလာခွင့်ပိတ်ထားတဲ့အတွက်ထီးကျန်ကတာနဲ့နဘာလမ်းစုံတွေမှာခီးတဲ့တင်ကားနဲ့ကုန်တင်ကားအများအပြားဟာပိတ်မိနေရလို့လည်းသိရှိရပါတယ်ကချင်ပြည်နယ်ဘက်မှာလည်းမေလ17ရက်နေ့တုန်းကဟိုပင်တိုးဂိတ်နီးနဲ့မိုးကောင်းမြို့တိုက်ဝါကုန်းအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်အင်းတော်ကြီးဒေသဟဲဖူကျေးရွာဘက်မှာတိုက်ပွဲတွေတော့စစ်ကောင်စီဘက်ကအထိခိုက်အကြဆုံးများပြားခဲ့ပြီးဒဏ်ရာရှိသူတွေနဲ့အလောင်းတွေကိုပါဆွဲထုတ်ပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း KIA ဘက်ကပြောကြားထားပါတယ်။ဒါအပြင်ဗမော်မြို့လင်းမျက်နှာဖျားအနီးစစ်ကောင်စီရဲ့ကာကင်းစခန်းတစ်ခုကိုလည်းတော်လန်းတပ်တွေကတိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီးသူတို့ဘက်ကလည်းအကြဆုံးအနှဲငယ်ရှိပေမဲ့လည်းရန်သူဘက်ကလက်နက်ခရမ်းတွေအများအပြားသိမ်းဆည်းနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အခုလက်ရှိမှာတော့စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်စကိုင်းအဆက်တခြားစစ်ရေးအခြေအနေတွေဟာအရန်တင်းမာနေပြီးတိုက်ပွဲတွေကြောင့်ဒေသခံပြည်သူတွေကလည်းဘေးလွတ်ရာကိုဇက်တိုက်ထွက်ပြေးတင်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့စကိုင်းတိုင်းရွှေဘိုမြို့နယ်အနောက်တောင်ဘက်မဲတော်ကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၄ဦးဟာဒဏ်ရာရှိခဲ့ပြီးစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းဆောင်တွေဟာပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါရယ်မေလ17ရက်နေ့ည9:00နာရီကျော်လောက်မှာတရဦးလေတပ်ကနေစခန်းကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့မဲတော်ကျေးရွာစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းဝင်းတဲကိုဘုံ3လုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်ကျေးရွာထဲမှာနေထိုင်တဲ့အသက်30ကျော်နဲ့အသက်50ရွယ်ရှိတဲ့အမျိုးသား2ဦးအမျိုးသမီး2ဦးစုစုပေါင်း4ဦးဟာဒဏ်ရာရှိခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ1ရက်နေ့တုန်းကလည်းရွှေဘိုမြို့နယ်အနောက်ဘက်ဇင်ကြီးကုန်းမှာတရဦးလေတပ်ကနေ Jet Fighter နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့စကိုင်းတိုင်းတွင်အရက်သားတွေနေထိုင်တဲ့ကျေးရွာတွေဘာသာရေးနဲ့ပညာရေးဆိုင်ရာအဆောက်အအုံတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ဖြစ်ပေါ်နေတဲ့အတွက်ကြောင့်ဒေသခံတွေကိုလုံခြုံရေးပို့ပြီးတတိထားကြဖို့ကိုလည်းတော်လှန်ရေးအဖွဲ့တွေကတတိပေးထားပါတယ်ရှင်။